น้องเมียนี่นะเลยပြတယ်ကတော့ကျွန်တော်ပို့ထားတဲ့ပုံလေးချစ်တုံတကယ်ချီးကျူးလိုက်တဲ့ခလေးတွေမှာပါတယ်ဟိုဟာဖြစ်နေလို့ဒီဟာတောင်းနေလို့ပါဘာဖြစ်နေရမလဲလိုက်မလုပ်ပါနဲ့အမှန်တိုင်းပဲဖြစ်ပါစေအနည်းရလိမ့်ကြီးနေအားရင်လေကိုပေါ့လေးကိုလှန်ပြီးတော့လိမ့်ကဲဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဒီအုပ်စုဖွဲ့ပြီးတော့ဝိုင်းပြီးတော့အနိုင်ကျင့်ခံရတဲ့ညမာလေးပေါ့နော်မြောင်းမြညမာလေးအဲ့ဒီညမာလေးနာမည်ကိုလည်းသိရပြီသူ့ရဲ့နာမည်ကတော့ဒီအရင်လားဒါမှမဟုတ်ချစ်စနိုးနဲ့ခေါ်လာတော့မသိဘူးသူ့ရဲ့နာမည်ကိုတော့ကျွန်တော်တို့ဒီချစ်ချစ်တုံလို့သိရတယ်ပေါ့နော်ထားပါတော့အဲ့ဒီချစ်ချစ်တုံဆိုတဲ့ညမာလေးကိုဒီရန်ကုန်မြို့အကိုကြီးတယောက်ကပေါ့နော်သူ့ရဲ့အိမ်တိုင်ရာရက်ကိုသွားပြီးတော့ဒီအယုတ်ကြီးပေါ့နော်ခလေးလေးအတွက်ပျော်ရွှင်အောင်လို့ surprise သွားပြီးတော့ပေးတဲ့ video file ကိုကျွန်တော်တို့ပျော်ရွှင်စွာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်ဒါဒီရန်ကုန်အကူပေါ့နော်ဒါညီမလေးချစ်ချစ်တုံရှိကိုသွားပြီးတော့ဒါဒီအယုတ်ကြီး surprise အနေနဲ့သွားပို့တဲ့ပုံဖိုင်ပေါ့နော်ဟယ်လိုน้องเมียนี่นะเลยနိုင်ပြီးတော့ချစ်တယ်ကျွန်တော်ချစ်မလေးအတွက်ကျွန်တော်ရောင်းဝယ်လို့လက်ဆောင်တူတယ်ပါနော်ချစ်ချစ်တုံဆိုတဲ့ညီမလေးပေါ့နော်သူ့ရှိကိုသွားပြီးတော့ဒါအယုတ်ပို့တာပေါ့နော်ကလေးမလေးရှိကိုသူ့ရဲ့အိမ်ထဲရောက်တဲ့အခါမှာတော့ဗီဒီယိုရိုက်တာတော့မတွေ့ရဘူးသူ့ရဲ့မိဘတွေသူ့ရဲ့အုပ်ထိန်းသူတွေကဒါမရိုက်ခိုင်းလို့လားဘာလို့လားတော့မသိဘူးကျွန်တော်တော့အဲ့လိုပဲထင်နေပေါ့နော်ဒါပေမဲ့အဲ့ဒီအကိုကြီးသူ့ရဲ့အဲ့ဒီညီမလေးကိုအယုတ်ပို့ပြီးတော့သူ့ရဲ့အိမ်ကိုပြန်ရောက်တဲ့အခါမှာသူအဲ့ဒီညီမလေးရှိကိုသွားတဲ့လမ်းခီးမှာတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေနဲ့သူသိခဲ့ရတဲ့အကြောင်းအရာတချို့ပေါ့နော်သူပြန်ပြောပြထားတဲ့ဗီဒီယိုဖိုင်ရှိပါတယ်ကျွန်တော်နဲ့အခုပဲကြည့်လိုက်ကြအောင်ကျွန်တော်ပြပါပြပါမယ်နော်ကဲကြည့်လိုက်ရအောင်ကျွန်တော်တို့အသေးပွဲဖြစ်မယ်အုပ်စုတိုင်းဖြစ်မယ်တေးကြတဲ့ကဟိုလူဆိုးလူမိုက်တွေပြောရမှာမဟုတ်နော်အန်ဒီတယောက်ကကျွန်တော်ပြောမယ်နော်အန်ဒီတယောက်ကိုလည်းအန်ဒီကိုဘဝထူထူထောင်းထောင်းနော်ကြလားတစ်ဖက်အတိုင်းဝိုင်းမိသားစုလာပြီးတော့လေသူတို့ကစိတ်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာထပ်ပြီးတော့မှဘလို့လေးလိန်ပြောပေးပါတော့ဘလို့လေးညာပြောပေးပါတော့မလုပ်နဲ့နော်အန်ဒီနာမည်လည်းကျွန်တော်သိတယ်အန်ဒီဘယ်ရဆိုလည်းကျွန်တော်သိတယ်ကျွန်တော်ဒီဘဝနေတာပြောပြလိုက်ရင်အန်ဒီအုံတိုင်းကိုဂျုံတွေပါလမ်းသွားမယ်နော်ဘာဖြစ်တယ်မေးလာခဲ့လို့ရှိရင်ကလေးလေးကျမကြီးတော်တော်မကောင်းလို့ကြောင်းမတက်တာပါလို့ပြောပေးပါဟလားသိမနှုံနဲ့ကျွန်တော်လည်းစိတ်သိရှိရမဟုတ်ဘူးယူပြီးထပြောလိုက်အဲ့ဒါသိလားကဲဒါပဲတော့ဟိုမှာသွားတွေးဖို့ပြီးဖို့ခက်ခဲတယ်ဒါပေမဲ့ဘာအဆက်အသွယ်မှမရဘူးလို့ကျွန်တော်ပြန်လဲချိန်မှာကျွန်တော်ချစ်ချစ်တုံလည်းဖုံးပြောရတယ်ချစ်ချစ်တုံတို့ပေါ့နော်ခလေးသမီးလေးဒီသမီးလေးစိတ်တမကြရအောင်ဟိုစိတ်တန်ရာကြောင့်လူပြိုရိုင်လဲမသွားအောင်ဒီလိုဖြစ်ရည်နဲ့ဒီလိုဖြစ်ရည်ကြောင့်ဘဝကိုအရှုံးပေးလိုက်เสียမလိုဘူးဆိုတဲ့အကြောင်းတွေအပြီးတော့ခွန်ဝပြန်ဖြစ်စီမှာကျွန်တော်ဟိုဘယ်လိုလဲကျွန်တော်အုံနှောင်းနဲ့တွေးနိုင်တော့တွေးတယ်ကျွန်တော်ရင်မထဲကကျွန်တော်နှလုံးသားနဲ့ကျွန်တော်စကားပြောခဲ့တယ်တကယ်လေးလေးနက်နက်ကလေးကျွန်တော်ပြောပြခဲ့တယ်ဗီဒီယိုဖိုင်ကျွန်တော်ဒီကိုအခုကျွန်တော်ပြမယ်ပုံပြဖို့ပဲဒီရုပ်လေးကိုသူလက်ခံထားတယ်ဆိုတဲ့အကြောင်းဖတ်ထားတယ်ဒီမှာကြည့်ပါဟိုမှာတော့မြင့်မှန်မပါဘူးပေါ့နော်ဒီမှာကျတော့သူမြင့်မှန်တယ်ဒါလေးတော့ကျွန်တော်ပြမယ်ကတော့ကျွန်တော်ပို့ထားတဲ့ပုံလေးပြီးရင်ဒါကဟိုကလေးမလေးမဟုတ်ဘူးဘာလို့ကြောင်ပြီးတော့ဆိုရင်လည်းမတက်နိုင်ဘူးเนาะဒီမှာကြည့်ညလုံးကောင်းတဲ့လူဆိုတော့တည်တယ်เนาะကျွန်တော်အားလုံးတကယ်ပါစေတနာအရင်ငံနဲ့ကျွန်တော်လိုက်ကူညီပေးတာပါပညာရေးနဲ့ပတ်သက်တဲ့ဘက်ကပဲနည်းနည်းကြီးအန်ဒီเนาะကျွန်တော်တို့စိတ်တုံးနေတယ်သလားတကယ်เนาะနာမည်လည်းရှိတယ်เนาะအန်ဒီဘာလဲဆိုလည်းသိတယ်ကျွန်တော်ဖုန်းနံပါတ်အတာဖိုင်ရှိတယ်သလားအဲ့လိုတွေမလုပ်ပါနဲ့ကိုယ့်ဘက်ကိုကလင်ကြီးကြရင်လည်းကြလိန်ညင်နဲ့လိန်เนาะဒီလားဟိုဘာဒီမဲ့တော့ခလေးကျမ်းမကြီးကြောင့်ဟိုကျွန်တော်အပေါ်ကဟိုဟာဖြစ်နေလို့ဒီဟာတောင်းနေလို့ပါဘာဖြစ်နေရမလဲလိုက်မလုပ်ပါနဲ့အမှန်တိုင်းပဲဖြစ်ပါစေเนาะအနည်းရလိန်ညင်နေအားရင်လေကိုပေါ့လေးကိုလှန်ပြီးတော့လိန်ဒီလားတော့ဝယ်ပြန်တော့အားလုံးကျေးဇူးတင်